Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အလုပ်ထဲမှာရောက်နေတယ်လို့เนาะဒီဒါကျွန်တော်အလုပ်လာလုပ်နေကြကုမ္ပဏီဖြစ်ပါတယ်လို့เนาะTrucky Company ပေါ့เนาะကျက်စင်ယုံပေါ့ကျက်စင်ကုမ္ပဏီပေါ့เนาะဒီမှာကျွန်တော်အလုပ်လုပ်တာဖြစ်တယ်ဒီမှာကားတွေအများကြီးပဲเนาะဒါကျွန်တော်နည်းနည်းအေးလို့အပြင်မထွက်တော့ကားထဲကနေပဲကျွန်တော်ရလိုက်တာဖြစ်တယ်လို့เนาะဒီမှာတော့ကားဒီနိုင်ငံမှာအလုပ်လုပ်ကျွန်တော်ကားတွေတော့အများကြီးပဲအဲ့လိုပြောပါနော်ကားတွေသူတို့ဒီအလုပ်ရဲ့ကွင်နားမှာသူတို့ကားတွေထားရတာဖြစ်တယ်လို့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရောက်ဒီအမေရိကန်ကိုရောက်ကစားတော့ဒီလိုမျိုးကားတွေအများကြီးတွေ့ကျွန်တော်ထင်တာဘာလဲကားရောင်းတဲ့စင်တာလို့ထင်တာပေါ့နော်မဟုတ်ဘူးပေါ့နော်ဒီနိုင်ငံမှာဒီလိုပဲအဲ့လိုလုပ်တဲ့အခါမှာသူတို့ဒီကားထားဖို့နေရပေါ့နော်ဒီကား parking နေရသူတို့လုပ်ပေးတာဖြစ်တယ်လို့နော်ကျွန်တော်ကားတွေကကြည့်လိုက်အများကြီးပဲနော်ကျွန်တော်ပြင်နေနဲ့ထွက်ပြီးရိုက်ပြမယ်ကားတွေအများကြီးဒီမှာအလုပ်ပုံမှန်ဖြစ်တယ်မဟုတ်လားကားတွေအများကြီး